ကံကံရဲ့အကျိုးကိုလက်ခံယုံကြည်ပြီးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့အများကိုကူညီခြင်းနဲ့စိတ်အများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်ရှိရင်ဘယ်ပုဂ္ဂိုလ်မျိုးပဲရှိဘယ်ဘာသာဝင်ပဲရှိဘာသာနဲ့မဆိုင်ဘူးအဲ့ဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ထိုစိတ်ကောင်းနှလုံးကောင်းကကောင်းတဲ့ဘဝကိုပို့ပေးပါခေါ်ကဲ့တင်တာတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့လားဘုရားဘာသာလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ထိုစိတ်ကောင်းနှလုံးကောင်းလေးကကဲ့တင်ပါဘုရားကဲ့တင်တာမဟုတ်ဘူးသို့တော့ဘုရားကဒီလိုထားမယ်လို့သင်ကြားပေးထားတယ်ဆုံးမဩဝါဒပေးထားတယ်ပေါ့ဒီကောင်းပြီအဲ့ဒီသမထကတော်ကြီးကအေးချမ်းချမ်းနဲ့ကြောက်လန့်မဖြစ်ဘဲနဲ့သိခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့ဒီမှာရေးသားထားတာဖတ်ရတော့ဟောဒါလည်းအတူယူစရာပဲလို့နော်